စီစဉ်ဆိုတာပါလေစီစဉ်ဆိုတာရှားပါတယ်ဈေးကြီးတယ်လူတိုင်းမရနိုင်လို့ဆိုပြီးသူတို့ကကျွန်တော်လူကိုယုံကြည်စေခဲ့တယ်ရဖို့ခက်တဲ့တရားတွေပေါ့စီစဉ်ဆိုတာအရင်ရှိနေတော့ကဒံဘိုးမတိခဲ့တဲ့တေးသေးလေးတွေဆိုတာကိုအခုတော့ကျွန်တော်တို့သိကြတော့ပြီအခုမရှိတော့မှဓာတ်တွေကိုပြန်တန်းတနေကြတယ်စီစဉ်ဆိုတာကျမ်းမာနေတာပဲစီစဉ်ဆိုတာစေးရုံနဲ့ချေမချရတာပဲစီစဉ်ဆိုတာပင်လေကမ်းခြေမှာလမ်းရှောင်းနေတာပဲစီစဉ်ဆိုတာလမ်းပေါ်ထွက်ဒီမျက်နှာဖုံးမပါပဲအသက်ရှူနေတာပဲစီစဉ်ဆိုတာနေထွက်လာတိုင်းကိုခံစားနေတာပဲစီစဉ်ဆိုတာမိသားစုအားလုံးတငယ်ချင်းတွေအားလုံးနဲ့တွေ့ဆုံနေတာပဲသူတို့ရဲ့အကြည့်တွေအပြုံးတွေကစီစဉ်ပဲစီစဉ်ဆိုတာအပွေတွေအနိုင်တွေပဲစီစဉ်ဆိုတာချစ်နိုင်တာအသက်ရှင်နိုင်တာရဲ့အခွင့်အရေးပဲဒါတွေအားလုံးကစီစဉ်တွေပဲကျွန်တော်တို့မသိခဲ့ကြဘူး